လာပါရှင်မြန်မာဖုန်းချန်နယ်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အမှားဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်အစိုးရကမင်းအောင်လှိုင်တို့စစ်အုပ်စုကိုအပြင်းထန်ဆုံးရာဇသံပေးပြီးAAအပါအဝင်လက်နက်ကင်အဖွဲ့တွေကိုအရက်သားတွေကိုကာကွယ်ဖို့နဲ့နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာဖို့တိုက်တွန်းလိုက်ပါတယ်။အမေရိကန်အစိုးရကအကြံဖက်စစ်ကောင်စီနဲ့အာရကတပ်တော် AA အပါအဝင်လက်နက်ကင်အဖွဲ့တွေကိုအရက်သားတွေကိုကာကွယ်ပေးဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တိုက်တွန်းခဲ့တယ်လို့ The Daily Star သတင်းအရသိရပါတယ်။အမေရိကန်အထူးတန်တမန် Charles Harder မှစက်တင်ဘာ30ရက်နေ့ကနယူးယောက်မှာကျင်းပခဲ့တဲ့ High Level Conference on Rohingya Muslim and Other Minority in Myanmar ညီလာခံမှာအခုလိုတိုက်တွန်းသွားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာရှိနေကြတဲ့မွတ်စလင်ဒုက္ခသည်တွေအတွက်အမေရိကန်ကဒေါ်လာတန်60ထောက်ပံ့ဖို့ကြေညာခဲ့ပြီးဒုက္ခသည်တွေအတွက်ပုံမကောင်းမွန်တဲ့အသက်မူဝမ်းကြောင်းဆိုင်ရာအခွင့်အလမ်းတွေရရှိနိုင်ဖို့အတွက်အတိတ်ပဲရှိတဲ့မူဝါဒအပြောင်းလဲတွေပြုလုပ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်းတိုက်တွန်းသွားခဲ့ပါတယ်။ဆက်လက်ပြီးတရုတ်သမ္မတအိမ်မက် VRI အစိတ်အပိုင်းဖြစ်သည့် CMEC စီမံကိန်းများကိုအမြန်ဆုံးအကောင့်ထဲပေါ်မည်ဟုစစ်ကောင်ဆောင်ကတိပြုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်တရုတ်သမ္မတရှီကျင်းဖျင်၏အိမ်မက်ဖြစ်သောခေတ်သစ်ပိုလန်မာကြီး BRI အစီအမံ၏အစိတ်အပိုင်းဖြစ်သည့်တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC စီမံကိန်းများကိုအမြန်ဆုံးအကောင့်ထဲပေါ်သွားမည်ဖြစ်ကြောင်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကထပ်မံပြောဆိုလိုက်ပါတယ်။ရုရှားနဲ့ကာဇက်စတန်နိုင်ငံများမှပြန်လာစဉ်စစ်ကောင်ဆောင်သည်ယမန်စက်တင်ဘာ29ရက်ကတရုတ်နိုင်ငံကူမင်းလေဆိပ်တွင်ခေတ္တရနာ၍တရုတ်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ထိုကိစ္စအပါအဝင်နယ်စပ်လုံခြုံရေးကိုပါဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်တရုတ်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်အမြဲတမ်းကော်မတီအဖွဲ့ဝင်နိုင်ငံရေးနှင့်ဥပဒေရေးကော်မရှင်အတွင်းရေးမှူးမစ္စတာဟူဒါဘန်နှင့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန၏အရှေ့တောင်အာရှကိုယ်စားလှယ်မစ္စတာတိန့်ရွှေကျွန်းတို့နှင့်တွေ့ဆုံခဲ့ပါတယ်။ထိုခိတ္တရနာမှုသည်စစ်ကောင်ဆောင်အနေဖြင့်လေရင်စီဖြစ်နှုတ်ဆက်ပြောဆိုခြင်းဟုယူဆမိသလိုနယ်စပ်လုံခြုံတည်ငြိမ်ရေး CMEC စီမံကိန်းနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပါဝင်ဆွေးနွေးသဖြင့်ရွှေကောက်ပွဲအလွန်ကိစ္စရပ်များရှိလာနိုင်ကြောင်းနိုင်ငံရေးအကဲခတ်တအုပ်ကသုံးသပ်ပါတယ်။ဆိုလိုတာ post election မှာလည်းတရုတ်ကပတ်သက်မိန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်ရှိနေမိန် CMEC မှာစီမံကိန်းတွေသဘောတူထားတာအများကြီးအေယာဝတီမြို့ဝကျွန်းပေါ်ကမ်းပတ်လန်စက်မှုဆောင်ကနေရန်ကုန်မြို့တည်းအထိပါတယ်ဟု၎င်းကသတင်းဌာနကိုပြောပါတယ်စစ်ကောင်ဆောင်နဲ့တရုတ်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်အမြဲတမ်းကော်မတီအဖွဲ့ဝင်နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူးမစ္စတာဟူဒါဘန်တို့တွေ့ဆုံရာတွင်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန၏အရှေ့တောင်အာရှကိုယ်စားလှယ်မစ္စတာတိန့်ရွှေကျင်းလည်းပါဝင်ကြောင်းသိရပါတယ်။ရင်းတွေ့ဆုံမှုအတွင်းနိုင်ငံနယ်စပ်တည်ငြိမ်ရေးနေဆက်ဖြတ်ကျော်မှုမှုကင်းနှိမ်နင်းရေးတို့ပူးပေါင်းသွားရန် CMEC စီမံကိန်းသဘောတူညီချက်များကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားရန်နှင့်မြန်မာယူနန်အကြားကုန်သွယ်မှုမြင့်တင်ရေးစသည်တို့ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။အလားတူစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းခုမင်းမှာမစ္စတာဟူဒါပန်ပြီးရင်ခမားတို့ကျွန်တော်တို့နဲ့ယင်းနှီးနေကြတဲ့မစ္စတာတိန့်ရွှေကျင်းနဲ့တွေ့ဆုံနေအဲ့ဒီမှာအချက်လေးချက်ဆွေးနွေးခဲ့တဲ့ဟု၎င်းတို့၏ဝါဒဖြန့်မီဒီယာများကိုပြောဆိုထားပါတယ်။ထို့ပြင် CMEC စီမံကိန်းများအမြန်အကောင့်ထဲပေါ်ဆောင်ရွက်သွားရန်နှစ်ဦးနှစ်ဖက်ထပ်လောင်းရေးအတည်ပြုခဲ့တယ်လို့မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးလည်းတရုတ်နိုင်ငံအနေဖြင့်ဆက်လက်ထောက်ခံသွားရန်ရှိနေသည်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုထားပါတယ်။တရုတ်သမ္မတရှီကျင်းဖျင်ကလွန်ခဲ့သော2023ခုနှစ်တွင်ကြေညာခဲ့သည့်၎င်း၏အိမ်မက် BRI ကိုအကောင့်ထဲပေါ်ရ၌CMEC စီမံကိန်းသည်တစိမ့်တစ်ပိုင်းအဖြစ်အရေးပါနေသလိုမြန်မာနိုင်ငံမှတစိအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရန်တရုတ်အစိုးရကရည်ရွယ်ကြိုးပမ်းနေကြောင်းသိရပါတယ်။လက်ရှိတွင်စစ်ကော်မရှင်၏အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့်ခုခံတော်လှန်မှုများကြောင့် CMEC စီမံကိန်းများဖော်ဆောင်မည်ရခိုင်၊ကချင်၊ရှမ်းမန္တလေးစသည့်နယ်မြေများတွင်တိုက်ပွဲများပြင်းထန်နေသလိုစစ်ကော်မရှင်အနေဖြင့်စစ်ရှုံးအထိနာ၍လက်လွတ်ဆုံးရှုံးနေသည့်နယ်မြေများလည်းရှိကြောင်းသိရပါတယ်။မငြိမ်းချမ်းတဲ့နေရာကြီးကွက်ကြည့်နေလို့မရဘူး။အခုကစပြင်းနေတဲ့ယူဆတယ်။နောက်နှစ်ဧပြီအစိုးရတစ်တက်ပြီးတဲ့အခါမှာစလို့ရအောင်ပြင်နေကြတယ်လို့ယူဆတယ်ဟုတရုတ်စီမံကိန်းအကြောင်းလေးလာဆောင်ကြည့်နေသူနိုင်ငံရေးအကဲခတ်တအုပ်ကဆိုပါတယ်။ရင်း CMEC စီမံကိန်းများတွင်ရထားလန်ကာလန်အထူးစီးပွားရေးဆောင်စိတ်ကမ်းများနှင့်မြို့သစ်စီမံကိန်းများပါဝင်နေပြီးစီမံကိန်းများကိုရန်ကုန်မန္တလေးကချင်ရှမ်းရခိုင်အေရဝတီမြစ်နှင့်ချင်းတွင်းမြစ်တလျှောက်ရှိနေရာများ၌ဖော်ဆောင်မည်ဖြစ်သလိုအရေးအတွက်35ခုတက်မနေရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးမိုးကုတ်မြို့ကိုစစ်ကောင်စီပုံကျဲလူထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းကိုဒီကနေ့အောက်တိုဘာ1ရက်နနက်7:00နာရီမှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲသွားလို့အရက်သားထိခိုက်မှုတချို့ရှိတယ်လို့သိရပါတယ်။အနောက်ပိုင်းကညောင်ပင်မရောက်ခင်နာကအိမ်တွေထိတယ်လူတချို့ထိသွားတယ်လို့ကြားတယ်လို့မိုးကုတ်မြို့ကန်တအုပ်ကပြောပါတယ်။မိုးကုတ်မြို့အနောက်ပိုင်းကိုစက်တင်ဘာ21ရက်ညနေကလည်းစစ်ကောင်စီကပုံကျဲခဲ့ပါသေးတယ်။
မိုးကုတ်မြို့ဟာတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ TNLA ဟာကြောင်မင်းမြို့နယ်နဲ့နောင်ချိုမြို့နယ်တွေကနေရာအချို့မှာတိုက်ပွဲတွေဖြစ်နေပါတယ်။ TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်နေတယ်လို့ယခုရက်ပိုင်းမှာကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊အေရဝတီတိုင်းနဲ့ကရင်ပြည်နယ်ကမြို့အချို့ကိုလည်းစစ်ကောင်စီကဘုံကျဲလို့အရက်သားထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။မြေပြင်တိုက်ပွဲတွေမှာစစ်ရှုံးနေတဲ့စစ်ကောင်စီကအရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေလို့လေကြောင်းအန္တရာယ်နဲ့စစ်ရေးသတိပြုကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကချင်လွတ်လပ်ရေးတပ်မတော် KIA အာရကတပ်တော် AA TNLA နဲ့တော်လှန်ရေးအင်အားစုတွေကအသိပေးထားပါတယ်။ဆက်လက်ပြီး PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လုံခြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖော်ပါတီကရွေးကောက်ပွဲရှင်ပြိုင်မည်အမတ်လောင်များ၏အမည်များကိုအထူးအရေးကြီးကိစ္စအဖြစ်လှုပ်ဝက်ဖုံးကွယ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကျန်းဖော်ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မယ့်အမတ်လောင်များ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင်ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းသားတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မိဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရာရင်းအခြေအနေများကြောင့်ကျန်းဖော်ပါတီက၎င်းတို့၏ရွေးကောက်ပွဲဝင်ပြိုင်ပြီးအမတ်လောင်များ၏အမည်စရင်းကိုလှုပ်ဝက်ထားခြင်းဖြစ်ကြောင်းအမတ်လောင်များ၏အမည်စရင်းကိုသိရှိသွားပါက PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လုံခြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်ပြီးကျန်းဖော်ပါတီကမပေါက်ကြားစေရန်လှုပ်ဝက်ထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်အမလောင်စရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူး။ကိုမျိုးနယ်နဲ့ကိုခရိုင်လောက်ပဲသိရတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အမလောင်စရင်ကိုဥက္ကဋ္ဌနဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်လှုပ်ဝက်ထားတယ်။အဲ့ဒါကလုံခြုံရေးစိုးရင်လို့ပါတစ်ဖက်အဖွဲ့တွေကလည်းအရေးယူမိန်။လုံခြုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကအရန်ကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။အမလောင်နာမည်စရင်တွေထွက်သွားရင်လုံခြံတက်ဖြတ်တာတွေလာမှစိုးရင်ရတယ်။အဲ့ဒါကြောင့်ပါတီထဲမှာတောင်ပြီးမသိသေးဘူး။ရွေးကောက်ပွဲလေတကယ်စားပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတေချာပြင်ဆင်ပြီးရင်တော့အတိပေးမယ်လို့ထင်ပါတယ်ဟုကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကျန်းဖော်ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစစ်နေကြောင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ခုနဲ့ထပ်သီးပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့တဲတွင်ကျန်းဖော်ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါတယ်။ကျန်းဖော်ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြည်သူ့လွှတ်တော်တွင်အမတ်လောင်း265ဦးအမျိုးသားလွှတ်တော်တွင်အမတ်လောင်း156ဦးတိုင်းပြည်နယ်လွှတ်တော်တွင်အမတ်လောင်း969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါတယ်။ကျန်းဖော်ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်ပြိုင်တော်လဲမဲဆန္ဒနယ်အပြည့်ရှင်ပြိုင်ခြင်းမဟုတ်ပဲအချို့သောမဲဆန္ဒနယ်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါတယ်။စစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်ပြိုင်မိပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်내တစ်ခုအတွင်းစီယုံနိုင်မည့်နိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရပါတယ်။စစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်တိုင်းဒေသစီလုံးညီညွတ်ရေးပါတီတာဆာညကကိုယ်စားလှယ်လောင်း694ဦးတသက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုယ်စားလှယ်လောင်း682ဦးရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြာပြူပါတီကကိုယ်စားလှယ်လောင်း984ဦးကိုကြီးဤပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း912ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုယ်စားလှယ်လောင်း960ဦးနှင့်တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း95ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်